ဒီပါကနမူနာပကံလို့ခေါ်ညွှန်ရာရာဇဝင်များချက်မြုပ်ရာတတအူလာစာကျော်တော်ရာကုန်တဲ့ဘဝသူဟာတို့အတွက်ဖျားပေးတဲ့သူပါရာဇဝင်ချက်ကနေကြမှုနဲ့လင်းလက်တော့ဘာသာတစ်ခုရဲ့သူရဲ့ကောင်းလို့ထင်ရှားခဲ့ရာမြမthe mind ya ba ma tin sha ke de ma the de du le ma chao ba chan swe du le ma mu ba hey shout cha ba da de do me ma ba ma tin sha le de ma and the de du le ma chao ba chan swe du le ma mu ba hey don't queen it the mind ya